ဒီနေ့ဆိုရင်ကျွန်တော်ကြားစိတ်မကောင်းမြောင်းမြလို့နေရကွန်ဆိုင်တဲ့နေရာမှာတောင်မှကွန်တွေကအဲ့လိုအကျွတ်တွေလိတ်တယ်အကျွတ်ခုံးတယ်ပိုးတွေကြားလာတဲ့အနေထားလေးမတရားများတယ်ပိုးကဂျမ်ပြူဆိုတဲ့အကောင်ကပြန်နိုင်တဲ့အကောင်ဖြစ်တဲ့အတွက်သူ့ရဲ့ဒီအကောင်လိုက်ကိုတော့မမြင်ရဘူးဒါပေမဲ့သူ့ရဲ့နောက်ဆက်တွဲမှာသူ့ရဲ့ဥချခဲ့တဲ့ဦးလေးတွေကခုနပြတဲ့အကျွတ်မှာဆိုရင်အများကြီးဒီအကျွတ်ပေါ့နော်ဒီမှာရင်ဖြူဥထားတဲ့ဥလေးဒီလောက်များနေတယ်ဆိုရင်ကျွန်တော်ကဒီဥကနေပေါက်လာတဲ့အကောင်ကြီးတွေကလည်းများတော့ဖြစ်တယ်ဒါကတကြောင်အဲ့လိုမျိုးနေရာမှာတော့မှကျွန်တော်ကဒီနိပညာနည်းနည်းလိုအပ်နေတယ်ဆိုရင်အခုကျွန်တော် social မှာ TikTok ရှိမယ်အဲ့လိုနေရာတွေကနေကွန်အကြောင်းကိုရိုက်ချပြီးကြည့်မယ်ဆိုရင်တောင်မှလူကြီးမဲတို့တုံးနေဆေးလေးနဲ့တဟဇာတာဖြစ်တယ်ဆိုရင်ဆက်သုံးမယ်တဟဇာတာဖြစ်သေးဘူးဆိုရင်အခုလိုမျိုး social ကနေညွှန်ပေးတဲ့ဆရာတွေရှိတယ်ဆိုရင်လည်းဒီဆရာတွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့မှလှုပ်သွားလို့ရတယ်နေရာတိုင်းလိုတော့တော်များများကတော့နေရာတိုင်းလိုမှာပညာရှင်တွေတော်များများတော့မရောက်နိုင်သေးဘူးဘာကြောင့်ဆိုတော့တချို့နေရာလေးတွေဆိုရင်လန်ကီမကောင်းတဲ့နေရာလေးတွေရှိကောင်းရှိနိုင်ရဲ့ပြီးရင်တွားလာတဲ့လန်ကီရလည်းမကောင်းတော့ရောက်ပေါက်နေတဲ့နေရာတွေလည်းရှိနိုင်ပါသေးတယ်အဲ့လိုနေရာတွေမှာအတွက်ဆိုရင်အခုဗီဒီယိုဖိုင်မှာကြည့်နေတောင်းသူတွေပါတယ်ဆိုရင်တော့အခုနာပေးလိုက်တဲ့ဆေးနှမျိုးမဲမော်ကုမ္ပဏီကနေထွက်တဲ့ shiny ဆိုတဲ့ဆေးလေးနဲ့ jacket ဆိုတဲ့ဆေးလေးကိုတစ်စောင်းစီထည့်ပြီးသုံးမယ်ဆိုရင်ကွန်မှာအရွက်လိတ်တာတွေအရွက်ခုံးတာတွေအကြောထောင်တာတွေအစစ်စိတ်တာတွေအညော့မတုတ်တာတွေတားတဲ့ကန်းတာတွေဗဒက်ဆောင်6တာတွေနောက်ဆုံးအပင်သေးတဲ့ပြဿနာအထီးကိုရပါတယ်အဲ့ဒါကြောင့်မလို့ဆေးထုတ်ခြာလို့မတွေ့ဘူးဆိုရင်ဆရာကိုဆက်သွယ်ပြီးတော့မှဆရာစီကဝေလို့ရပါတယ်ဆေးဆိုင်လေးကိုတွားပြီးတော့မှဒီဆေးထုတ်လေးနဲ့တူတယ်ဆိုပြီးတော့မှလည်းမယူပါနဲ့ဆေးထုတ်ထုတ်ချင်းစီမှာပါတဲ့အာနိတန်ရပျော်ဆက်ပုံမတူဘူးဆေးထုတ်ကိုတွန်းတဲ့နိုင်ငံမတူတာဖြစ်တဲ့အတွက်ကိုလူကြီးမဲတို့အနေဖြင့်ဒီဆေးထုတ်လေးကိုဖြန်းကျင်နေဆိုရင်ဆရာစီကဓာတ်ယူပြီးတော့မှမှာယူအားပေးလို့ရပါတယ်ယုံကြည်စိတ်ချစွာအားပေးပါစိတ်ချပါဆရာကိုယ်တိုင် Ryan Aspect နဲ့ပို့ပေးပါခင်ဗျာအဲ့လိုဆိုတော့ဒီဆေးထုတ်ကိုလိုချင်တဲ့လူရှိရဆိုရင်လည်းပဲเนาะဝေးလို့မရဘူးလူကြီးမဲတို့နေရာမှာဝေးလို့မရဘူးမိမိတုံးနေတဲ့ဆေးလေးတွေနဲ့ဆက်ပြီးတော့မှမသွားကျင်တော့ဘူးဒီလိုဆေးထုတ်လေးနဲ့ထပ်ပြီးသွားကျင်တယ်ဆေးကိုလေးဝေးကျင်တယ်ဝေးလို့လေးမရတဲ့တောင်းသူတွေအတွက်အဓိကညှော်နေတာဖြစ်ပါတယ်အဲ့လိုဆိုရင်တော့နီးစရာနေရာမှာ Ryan Aspect ပို့လို့ရမယ်ရုံးလေးရှိရဆိုရင်ဆရာဖုံးဆက်ပါဖုံးဆက်ပြီးတော့မှကိုယ်တိုင် Ryan Aspect နဲ့ပို့ပေးမှာဖြစ်ပါတယ်ဒါကတော့ဆရာစေနာနဲ့ပြောတဲ့ဒါစကားလေးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကွန်ပဲစိုက်ဘာပဲစိုက်တီးနှံတိုင်းလူတော်တော်များများဒီအခုနောက်ပိုင်းကိုက်ဖြတ်ဝါစာတွေပို့ကနေလာပြီ2026ကိုလည်းရောက်နေပြီပေါ့နော်ဒီထက်ပို့ပြီးတော့2026ကနေ2030အထိဆက်ပြီးကျွန်တော်ဒီစိုက်ပျိုးရေးမှာကိုမသိတဲ့ပိုးလေးတွေအကောင်အရေအတွက်တွေများလာမယ်ပိုးကောင်အရေအတွက်ကလည်းငကိုထက်ပို့ပြီးတော့မှပေါက်ဖောက်မှုမြန်လာတယ်ပုံမှန်ဆိုရင်တစ်နေ့ကို3ကောင်လောက်ပေါက်တယ်ဆိုရင်အခုနိုင်ပိုင်းတစ်နာရီလောက်နဲ့အကောင်100လောက်ဖြစ်သွားတယ်အဲ့လိုဆိုတော့ဒီပိုးတွေများလာဖြစ်တဲ့အတွက်ကိုအတိအဆန်းနေလေးဖြစ်လာပြီရန်ဖြူဆိုရင်ရန်ဖြူရဲ့မျိုးစိတ်တွေကချိုးဆေးကိုခုခံရ resistant ခုခံရကောင်းတဲ့မျိုးစိတ်တွေရှိပါတယ်အဲ့ဒါကြောင့်မလို့မိမိတို့အနေဖြင့်လူကြီးမဲတို့အနေဖြင့်ဆက်ပြီးတော့မှဆက်ပြိုးလုပ်ငန်းတွားမယ်ကိုကစိုက်လိုက်တဲ့တီးနယ်ကိုအောင်မြင်စွာဆက်ပြီးတော့မှအဆင်ပြေရှော့မော့အောင်အတွက်ကိုယ့်ရဲ့ကုန်ပစ္စည်းလေးအရေးသွေး quality ကောင်းအောင်အတွက်သုံးကျင်တာဆိုရင်စုံစားဖို့စီတမျိုးဖြန်းဖို့လိုပြီးနောက်ထပ်နှစ်တွေမှာလေစုံစားဖို့တွေကအမတန်ကြောက်မှဖြစ်တဲ့အတွက်ကိုဘေးဆေးပဲတုံအားစီးနဲ့ပဲဖြန်းမှုစေးနဲ့ပဲဖြန်းစုံစားဖို့တက်စီကိုသုံးဖို့တိုက်တွန်းရှင်တယ်စုံစားဖို့စီသုံးမယ်ဆိုရင်ဆရာကတော့မဲမော်ကုမ္ပဏီကနေထွက်တယ် shiny ဆိုတဲ့ဆေးလေးနဲ့ jacket ဆိုတဲ့ဆေးလေးနဲ့ကိုညွှန်ပေးပါတယ်ဒီဆေးလေးနှမျိုးကိုခဏညွှန်နေဆိုပြီးတော့ဆေးရောင်းနေဆိုပြီးတော့မှလည်းသမုတ်လို့မရဘူးဆရာဆေးညွှန်နေတာဖြစ်တယ်ဆရာအနေထားနဲ့လေ
ဆေးရောင်းကြလေမလိုပါဘူးဆရာသူများတွေအဆင်ပြေအောင်မတုံးရသေးတဲ့လူတွေဆေးအာနိသင်လေးတွေသိအောင်ပြီးရင်သူများတွေတုံးနေပြီဒါပေမဲ့တုံးနေတဲ့လူကလေကိုယ့်ကိုမပြောပြဘူးကိုကတုံးကျင်တယ်ဒါပေမဲ့ဒီဆေးလေးကနှာမေနှစ်စွန်နှစ်ဖြားလောက်ပဲကြားဘူးတယ်လုံးလုံးကြီးမကြားဘူးတဲ့တောင်သူတွေလည်းရှိမှာပဲအဲ့လိုဆိုဒီတောင်သူတွေအတွက်ကိုမျက်မြင်ကိုယ်တွေ့မြင်သွားအောင်ဟာကနေဟန်ကနေဖြစ်သွားအောင်ကောင်းကျိုးငါးဖြားတွေကောင်းကျိုးဆေးဖြားတွေကိုလည်းခုနဖြန်းလိုက်တယ်ဆိုရင်ဘယ်လိုဖြစ်တယ်ဘယ်လိုကောင်းလဲစုံစားဖို့ဆေးဖြစ်တဲ့အတွက်အားစီနဲ့တွေးတုံနေရမယ်ငိုစီနဲ့တွေးတုံနေရတယ်အဲ့ဒါကြောင့်မလို့အခုလိုအချိန်မှာကျွန်တော်ဆက်ပြီးတော့မှ2026ကနေ2030အထိကိုစိုက်တဲ့စိုက်ပျိုးရေးလုပ်ငန်းတစ်ခုအောင်မြင်အောင်ကုန်ပစ္စည်းတွေပို့ပြီးထွက်အောင်တွားမယ်ဆိုရင်တော့ဆရာခုနပြလိုက်တဲ့စုံစားဖို့တွေကြားရဆိုရင်ဒီဆေးလေးနှမျိုးကိုသုံးဖို့လိုပါတယ်ဒါဆရာဆေးကိုညွှန်ပေးနေတာဖြစ်ပါတယ်လူကြီးမဲလို့ယုံကြည်လို့စိတ်ချလို့အားကိုးလို့မှဖုံးဆက်ပြီးတော့မှာယူခြင်းနေဆိုရင်ဆရာစီကကိုယ်တိုင်မှားလို့ရပါတယ်ဆရာကိုယ်တိုင်ပဲ right expert နဲ့ပို့ပေးပါတယ်ယုံကြည်ပါစိတ်ချပါဆရာကိုယ်တိုင်အာမခံပါတယ်အားကြောင့်မို့အကုန်လုံးအဆင်ပြေချောမကြပါစေလို့စုမော်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာပြီးတော့ပြီညီလေးတို့ညီလေးပြီးပြီ